Suut lo Khawပါတယ် Lian Suut lo လည်းခေါ်လို့ရပါတယ်စကိုင်းတိုင်းတမူခရိုင်ခမ်းပတ်မြို့နယ်ကနေလာတာဖြစ်တယ်ဒီနေ့မှာကျွန်တော်တို့နှစ်ယောက်ဘယ်လိုပြောရမလဲmusic ကြောင်းပြီးထားတဲ့သူမဟုတ်တဲ့တကြောင်ကျွန်တော်ဒီခတ်တဲ့ခါမှာမအရင်ကလေးပါကောင်းပါနိုင်တဲ့သူတွေလည်းပဲနားဆင်ပြီးဖို့တောင်းဆိုချင်ပါတယ်